ကျွန်တော်ဘဝမှာကျွန်တော်ချစ်ရတဲ့သူကိုလည်းဆုံးရှုံးခဲ့ဘူးတယ်ကျွန်တော်ကိုချစ်တဲ့သူကိုလည်းဆုံးရှုံးခဲ့ရတယ်ကျွန်တော်ကိုကျွန်တော်လည်းဆုံးရှုံးခဲ့ဘူးပါတယ်ပြန်စဉ်းစားကြည့်ရင်အတိတ်ရောပြစ္ဆုတ်ပံရောမှာတန်ရာတွေနာစရာတွေကြီးပါပဲဘာကြောင့်မငိုလဲမေးရင်တိတ်နာခြင်းရလွန်လို့ပါဖြစ်နိုင်ရင်အနာဂတ်တွေမှာကျွန်တော်ပြောချင်ပါတယ်။တရားတွေနာစရာတွေလည်းနေသွားစေချင်ပါတယ်။ဒါပေမဲ့ဘယ်တော့မှထပ်မဆုံတော့မဲ့လူတယောက်ကိုမှကျွန်တော်ဘယ်လိုမှမေးမြန်းခဲ့တာခက်တယ်ဗျာ။သူနဲ့ကျွန်တော်ကြားကအမတ်တရားတွေကနှလုံးသားနဲ့ရင်းပြီးပန်းနေခဲ့ရတာဗျာ။သူ့ကိုလည်းနှလုံးသားနဲ့ပဲရွေးချယ်ခဲ့တာချစ်ခဲ့တာအုံနောက်နဲ့မဟုတ်ဘူးလေနှလုံးသားနဲ့ရင်းခဲ့တဲ့သူမို့နှလုံးသားတစ်ခုလုံးရက်တက်သွားမှာပဲမိနိုင်လိမ့်မယ်ထင်ပါတယ်ဗျာ